တိုနီစတာဟာသူ့ကိုယ်သူ Iron Man လို့လူသိရှင်ကြားထုတ်ဖော်ပြီးနောက်မှာတော့ပို့ပြီးတော့အာယုံစိုက်ခံရတဲ့အငြင်းပွားခွင့်ရမရှိပုဂ္ဂိုလ်တယောက်ဖြစ်လာခဲ့ပါတယ်လူတွေကသူ့ကိုငြိမ်းချမ်းရေးကိုထိန်းသိမ်းထားနိုင်တဲ့သူရဲကောင်းတယောက်အနေနဲ့မြင်ကြပြီပဲအမေရိကန်အစိုးရတော်မှာတော့သူ့စွမ်းအားဟာချင်းချောင်းမှုတစ်ခုဖြစ်လာနိုင်တယ်လို့ဆိုရင်ကြပါတယ်ရုရှားနိုင်ငံရဲ့စင်ရဲနွမ်းပါတဲ့တိုက်ခန်းတစ်ခုမှာတော့7cc နဲ့1နဲ့နေတဲ့မျိုးသားတယောက်ဟာသူ့ရဲ့ဒေလူမျိုးဝါဖြစ်နေတဲ့ဖခင်ကိုပြုစုနေစဉ်မှာပဲ TV တွေကတိုနီရဲ့ပုံရိပ်ကိုကြည့်နေပါတယ်အဖိုးဟာသတင်းကိုကြည့်ပြီးသူ့သားကိုစိတ်ထိခိုက်စွာနဲ့ပြောပြပါတယ်တိုနီရဲ့နေရာဟာသူ့သားရဲ့နေရာဖြစ်တဲ့နယ်လို့ပြောပါတယ်ငါမင်းကိုငါရဲ့ပညာတွေပဲပေးနိုင်တယ်လို့ပြောပြီးမကြခင်မှာပဲအဖိုးဟာတေးဆုံးသွားပါတယ်အိုင်မန်ကိုနာကျင်မှုနဲ့ဝမ်းနည်းခြင်းတွေတစ်ထပ်တည်းကြောက်ရောက်စေခဲ့ပါတယ်အိုင်မန်ကပီတာရဲ့ပုံချမ်းကိုထုတ်ခါစတင်ဖန်တီးပါတော့တယ်အာရီယတာကိုတိုနီရဲ့အဖေဟာဝတ်စတော့နဲ့အတူအိုင်မန်ရဲ့အဖေတို့ကအတူတူဖန်တီးခဲ့ကြတော့ပါ6လကြာပြီးတဲ့နောက်မှာတော့တိုနီကလေယာဉ်ပေါ်ကနေ Iron Man ဝတ်ဆောင်တဲ့အတူ Star Industry ရဲ့အမွေနှစ်ကိုဂုဏ်ပြုတဲ့ convention တစ်ခုမှာရောက်ရှိလာခဲ့ပါတယ်ဂုဏ်ယူဝင်ကြဆန်တဲ့သူက10စုနှစ်အတွင်းအရှိကြဆုံးငြိမ်းချမ်းရေးကာလအတွက်သူတာဝန်ယူကြောင်းကြေညာခဲ့ပါတယ်ပြီးတော့ Star Expo ကိုကြိုဆိုကပွဲတော်တစ်ခုကိုစတင်ခဲ့ပါတယ်သူ့ဖေဟာဝဲရဲ့ဗီဒီယိုတစ်ခုကိုဖွင့်ပြပြီးဤပညာနဲ့အတူအရာအလုံးဖြစ်နိုင်ကြောင်းပိုကောင်းတဲ့ဘဝကျန်းမာရေးနဲ့ငြိမ်းချမ်းရေးရရှိနိုင်ကြောင်းနဲ့အနာဂတ်မျိုးတော်စီမံကိန်းအကြောင်းပြောကြားခဲ့ပါတယ်သူ့ဖေရဲ့တင်ဆက်မှုရှိနေစဉ်မှာတိုနီကသူ့သွေးတွေကအစိတ်ဓာတ်19%ရှိနေတာကိုစိုးရိမ်စွာစစ်ဆေးမိခဲ့ပါတယ်။အစီအစဉ်ပြီးဆုံးပြီးတိုနီထွက်ခါတော့မဲ့ချိန်မှာလှပတဲ့အမျိုးသမီးတယောက်ပေါ်လာပြီးစာအိတ်တိတ်လာပြီးပါတယ်။ဒါကမနေ့ပြန်9နာရီမှာဆက်ဆိုင်ရာကော်မတီရှေ့တရားရမယ့်စာပဲဖြစ်ပါတယ်။နောက်ရက်မှာတိုနီဟာဝါရှင်တန်ကိုရောက်လာခဲ့ပါတယ်။လွှတ်တော်ဝန်ကြီးကသူ့မှာလက်နဲ့ရှိမရှိမေးမြန်းခဲ့ပါတယ်။တိုနီကလည်းမရှိဘူးလို့ပြောပါတယ်။သူရဲ့ Iron Man ဝတ်စုံလို့ပြောပါတယ်။ဒါပေမဲ့လက်နဲ့မဟုတ်ပဲဝတ်စုံတစ်ခုပဲဖြစ်တယ်လို့ညင်းဆိုပေမဲ့လွှတ်တော်ဝန်ကြီးကအစိုးရလက်ကိုအယံပြောဆိုပါတယ်။ Justin Hammer ကိုလည်းလက်နဲ့ကျွမ်းကျင်သူအနေဖြင့်ခေါ်ယူပြီးတိုနီတငယ်ချင်းကိုလည်းတက်တက်ထွက်ဆိုဖို့ခေါ်ယူခဲ့ပါတယ်ဒါပေမဲ့တိုနီကမဟုတ်ဘူးညင်းနေပါတယ်နောက်ပြီးသူတို့ကတပ်ပုံတပုံကိုပြပါတယ်ဂျင်းကလည်းအဲ့ဒါဟာတိုနီမဟုတ်ကြောင်းပြောပါတယ်နောက်တော့တိုနီကစနက်ကိုဟပ်ပြီးနိုင်ငံတကာကသူ့ရဲ့ဝတ်စုံကိုအတူယူဖို့ကြိုးစားနေကြောင်းဗီဒီယိုနဲ့တကွတက်တက်ပြလိုက်ပါတော့တယ်ဒီလှုပ်ဆောင်မှုမှာ Justin Hammer ပါဝင်နေတာကိုတွေ့ရပြီးလွှတ်တော်ဝင်ကြီးနဲ့ Justin Hammer တို့ကလည်းအရှိတကွဲဖြစ်သွားရပါတယ်တိုနီကနှုတ်ဆက်အနမ်းလေးပေးကထွက်သွားပါတော့တယ်တစ်ဖက်မှာလည်း Ivan ကသူ့ရဲ့ Ariata ကိုအသုံးပြုပြီးလက်နဲ့တစ်ခုကိုတီထွန်လိုက်ပါတယ်အတော်လေးထူးခြားတဲ့လျှက်စစ်ကြပွဲလက်နဲ့တစ်ခုပါတိုနီကသူ့တွေးတဲ့ကအစိတ်ဓာတ်14%ထိတက်လာတာကိုတွေ့ရှိရပြီး Palladium Score ကသူ့ကိုအသက်ရှင်နေသေးပေမဲ့တဖြည်းဖြည်းအစိတ်တက်နေတယ်ဆိုတာကိုသိလာရပါတယ်အဲ့ဒီအချိန်မှာပက်ပါရောက်ရှိလာပြီးကုမ္ပဏီအကြောင်းကိုပြောနေပါတယ်ဒါကြောင့်တိုနီကပက်ပါကို CEO အဖြစ်ခန့်အပ်ပြီးကုမ္ပဏီကိုဦးဆောင်ခိုင်းပါတယ်ရှင်နိုင်ငံကြတော့မိုနာကိုမှာကျင်းပတဲ့ Grand Fest ပွဲကိုတိုနီတို့ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်တွေးတဲ့ကအစိတ်ဓာတ်က53%ထိမြင့်တက်လာတာကိုတွေ့ရှိရပါတယ်အဲ့ဒီအချိန်မှာရုတ်တရက်တိုနီကကားမောင်းပြိုင်ပွဲဝင်ပြိုင်ဖို့အဆုံးဖြတ်လိုက်ပါတော့တယ်ပြိုင်ပွဲစတင်ပြီးမကြာမီမှာအိုင်ဗန်လည်းရောက်ရှိလာပါတယ်အိုင်ဗန်ကအာရီယတာနဲ့ပြုလုပ်ထားတဲ့လက်နက်ကြီးနဲ့အတူကားလမ်းပေါ်ရောက်လာပြီးအိုင်ဗန်ကကားတွေကိုတစ်စီးပြီးတစ်စီးတိုက်ခိုက်ပါတယ်တိုနီရဲ့ကားကိုလည်းထပ်မံတိုက်ခိုက်ပါတယ်တိုနီကအလူလည်းတိုက်ခိုက်ခံနေရချိန်ပပါနဲ့ဟက်ပီတို့ကသူ့စီကိုအိုင်ယွန်မန်ဝတ်စုံတက်တာနဲ့အတူရောက်ရှိလာခဲ့ပါတယ်တိုနီကအိုင်ယွန်မန်ဝတ်စုံကိုဝတ်လိုက်ပြီးပြန်လဲတိုက်ခိုက်ပါတယ်တိုက်ခိုက်မှုဟာရက်စစ်ကြမ်းကြုတ်ပြီးတိုနီဟာရှုံးနိမ့်လို့နေပါဖြစ်ခဲ့ပေမဲ့နောက်ဆုံးအိုင်ဗန်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအိုင်ဗန်ရဲ့နီးပညာကိုတိုနီကသတိထားမိသွားပါတယ်သူ့လိုပဲ Justin Hammer ကလည်းသတိထားမိလိုက်ပါတယ်နောက်ပိုင်းတိုနီကထောင်ထဲကအိုင်ဗန်ကိုသွားတွေ့ပါတယ်အိုင်ဗန်ကတိုနီဟာသူတို့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူလူသက်သမားမိသားစုကလာတာလို့ပြောပြပြီးသူ့ဖေအန်တိုနီကြောင့်မင်းအသက်ရှင်နေတယ်လို့လည်းပြောပါတယ်အန်တိုနီကိုတိတောင်မတည်ဘူးလို့ပြောပါတယ်နောက်ပြီးအိုင်ဗန်ကရင်ဘတ်ထဲမှာထည့်ထားတဲ့ Palladium ကြောင့်မင်းတည်လိမ့်မယ်လို့လည်းပြောလိုက်ပါတယ်လင်းပေါ်မှာတိုနီကပက်ပါကိုညစာတစ်ခုပြင်ဆင်ပေးကစိတ်မပူစေဖို့ပြောပါတယ်တိုနီကအားလာရဲ့တခုသွားခြင်းတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီတော့မှာထောင်ထဲကအိုင်ဗန်ကဘုံတလုံးနဲ့အတူသူနဲ့ပုံစံတူပြီးထောင်တံဘက်ပါလူတယောက်ရောက်ရှိလာပါတယ်အိုင်ဗန်ကနားလဲသဘောပေါက်ပြီးထောင်ကိုဖောက်ခွဲကထွက်လာပါတယ်အဲ့ဒီအချိန်မှာ Justin Hammer ရဲ့ agent တွေကသူ့ကိုဖမ်းဆီးခဲ့ပြီး Justin ရှေ့ကိုခေါ်ဆောင်သွားပါတယ် Justin က Tony Stark ကိုကြော်လွန်ခြင်းနဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပြီး Ivan ကိုတွေ့ရတာဂုဏ်ကြောင်းပြောခဲ့ပါတယ်သူက Ivan နဲ့အတူလို့ချင်းကြောင်းပြောပြပြီးတိုနီကိုဖြစ်စည်းခြင်းအောင်လည်းရှင်းပြပါတယ်အိုင်ဗန်ကပြုံးပြကရုရှားဘာသာနဲ့ပြောပြီးသဘောတူလိုက်ပါတယ်ဒါပေမဲ့ရုရှားကနေသူ့ငှက်ကိုအရင်ဆုံးယူလာဖို့တောင်းဆိုခဲ့ပါတယ်တိုနီကအန်တိုနီရဲ့အတိတ်ကိုစုံစမ်းစစ်ဆေးခဲ့ပြီးတမိုင်းကြောင်းကိုတွေ့ရှိခဲ့ပါတယ်ဂျင်းကတိုနီကိုအလုံးစုံတယောက်တည်းမကင်တွယ်ဖို့ပြောခဲ့ပေမဲ့တိုနီကသူသိတယ်လို့ပြောခဲ့ပါတယ်တိုနီဟာအစိတ်ပမာဏများနေပြီဖြစ်တာကြောင့်ဂျင်းကသတိပေးနေပါတယ်ဂျက်စတင်ဟမ်မာကအိုင်ဗန်ကိုသူ့အလုပ်ရုံနဲ့ခေါ်ဆောင်လာပြီးစေရုပ်ပုံစံတွေကိုပြသခဲ့ပါတယ်အိုင်ဗန်ကဂျက်စတင်ရဲ့ကွန်ပျူတာကိုချက်ချင်းဟားလုပ်ပြီးစေရုပ်တွေကိုစစ်ဆေးနေပါတယ်ဒါတွေဘာလို့ဖို့လဲပြီးတော့လူအစားဆုံးစေရုပ်တွေလုပ်ပြီးပင်နဂွန်ကိုအပ်ချင်ကြောင်းပြောပါတယ်အိုင်ဗန်ကဒါကသူ့အတွက်အလွယ်လေးလုပ်လို့ရကြောင်းလည်းပြောပါတယ်တစ်ချိန်တည်းမှာတိုနီကအစိတ်ဓာတ်89အထိမြင့်တက်လာပါတယ်သူကအရာအလုံးကိုလှလူရှုပြီးအိုင်ယွန်မန်ဝတ်စုံဝတ်ပြီးသူ့ရဲ့မွေးနေ့ပဲကိုဖျော်ဖြေနေပါတယ်ဂျင်းကအိုင်ယွန်မန်ဝတ်စုံကို24နာရီအတွင်းယူလာခဲ့မယ်လို့သူ့အထက်လူကြီးကိုပြောနေပါတယ်ဂျင်းက
တိုနီရဲ့ဖြောပြပုံကိုတွေ့ရှိပြီးအလုံးယုံကိုသွားပြီးအိုင်ယွန်မင်းရဲ့ဝါမရှင်အပေါ်ဝတ်စုံတစ်ခုကိုဝတ်ဆင်ခဲ့ပြီးတိုနီကိုတားပါတယ်ကလပ်ထဲကလူတွေအားလုံးကိုလည်းထွက်သွားဖို့အမိန့်ပေးလိုက်ပါတယ်မလှမ်းလာတဲ့အရာတစ်ခုဖြစ်ဖြစ်သွားပါတယ်အိုင်ယွန်မင်းနဲ့ဝါမရှင်ကတိုက်ခိုက်ကြပါတော့တယ်အိုင်ယွန်မင်းတယောက်ဂျင်းရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးဂျင်းကလည်းဝါမရှင်နဲ့အတူဌာနချုပ်ကိုပြန်သွားပါတယ်နောက်နေ့မနေ့မှာတော့အစိုးရရဲ့လျှို့ဝှက်အေဂျင့်ရောက်ရှိလာပါတယ်သူကနိုင်ဖြူပြီပါတိုနီကိုနာတာရှာကလက်တီယန်အောက်ဆိုက်ကိုထိုးပလိုက်ကအခြေအနေကိုတည်ငြိမ်နေရပါတယ်ဖြူလီကတိုနီကိုဒါကကုသနိုင်မှာမဟုတ်ဘူးဆိုတာကိုရှင်းပြပါတယ်အဖြေကိုအမြန်ဆုံးရှာဖွေဖို့လည်းပြောပါတယ်တစ်ဖက်မှာလည်းအိုင်ဗန်ကသူ့စိတ်ရုပ်တွေကိုပြင်ဆင်နေတော့ဂျက်စတင်ဟမ်မာကငှက်တကောင်ယူလာပါတယ်ဒါကသူ့ငှက်မဟုတ်မှအိုင်ဗန်ကသိပါတယ်ဟမ်မာကဒါလည်းငှက်ပဲလို့ပြောပါတယ်သူကသူ့ငှက်ကိုပဲရချင်တာလို့ပြန်ပြောလိုက်ပါတယ်ဟမ်မာကစိတ်ရုပ်ကိုကြည့်ပြီးလူတယောက်ဝတ်ဆင်လို့ရတဲ့စုပုံစံလိုချင်ကြောင်းအိုင်ဗန်ကိုပြောပါတယ်အိုင်ဗန်ကဒရုန်းကပိုကောင်းတယ်လို့လည်းပြောပါတယ်တစ်ဖက်မှာလည်းဖြူလီကတိုနီကိုသူ့အဖေရဲ့ပစ္စည်းတွေကိုပေးခဲ့ပါတယ်တိုနီကစူးစမ်းစစ်ဆေးခဲ့ပါတယ်သူ့ဖေကသူ့ကိုအဆုံးသတ်ဖို့တောင်းဆိုခဲ့တဲ့ဗီဒီယိုမှတ်တမ်းတစ်ခုလည်းတွေ့ရှိခဲ့ပါတယ်နောက်အနာဂတ်မြို့တော်ပုံစံငယ်တစ်ခုကအနာဂတ်အတွက်အဖြစ်တစ်ခုဖြစ်ကြောင်းရှင်းပြပါတယ်တိုနီကတစ်ခုခုကိုသဘောပေါက်ပြီးမြို့တော်ပုံစံငယ်ကိုစကင်ဖတ်ပြီး TOD အသက်တစ်ခုရဲ့ဒီဇိုင်းကိုဖော်ထုတ်တွေ့ရှိခဲ့ပါတယ်ဒီဖော်ထုတ်မှုကြောင့်သူဟာလိုအပ်တဲ့စစ်ပစ္စည်းတွေနဲ့စစ်ဒီဇိုင်းလုပ်ဖို့တည်ဆောက်ခဲ့ပါတယ်နောက်ဆုံးတိုနီက element တစ်ခုကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်ဟမ်မာကသူ့စိတ်ရုပ်တွေကိုပြသဖို့ပွဲတစ်ခုစီစဉ်ခဲ့ပါတယ်အိုင်ဗန်ကအဆင်သင့်မဖြစ်သေးဘူးလို့ပြောပြီးမူလာကအသုံးပြုခဲ့တဲ့လျှက်စစ်ချဖို့ကိုပြုလုပ်နေတာဖြစ်ပါတယ်ဟမ်မာကအီဗန်ကိုစိတ်တူပြီးအဆောင်တစ်ယောက်နဲ့အခန်းထဲမှာထားလိုက်ပါတယ်အီဗန်ကတိုက်ခိုက်ပြီးတိုနီကိုဖုံးစစ်ပြီးတော့မိသားစုကြားကရန်ညိုးတွေကိုပြန်ဖက်ပြနေပါတယ်တိုနီကခြေရာခံပေမဲ့မရလိုက်ပါဘူးတိုနီကပလေဒီယန်အစားထိုးအဖြစ်အသက်ထီထွင်ထားတဲ့စွမ်းရည်ကိုအသုံးပြုနိုင်ခဲ့ပါတယ်ဟမ်မာကသူ့ပြပွဲမှာအဆင့်မြင့်ထားတဲ့ဝါမရှင်နဲ့အတူသူ့ရဲ့စိတ်ရုပ်တွေကိုလည်းပြသခဲ့ပါတယ်ထိုအချိန်မှာအိုင်ယွန်မင်းရောက်လာပြီးအန်ဒီရဲကိုတတိပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာနောက်ကျသွားပြီးအိုင်ဗန်ကဂျင်းရဲ့စနစ်နဲ့ဟမ်မာရဲ့စိတ်ရုပ်တွေကိုဟပ်လုပ်ပြီးအိုင်ယွန်မင်းကိုတိုက်ခိုက်ပါတယ်နာတာရှာနဲ့ဟက်ဘီကဟမ်မာရဲ့အလုပ်ယုံကိုရောက်ရှိလာပြီးလုံခြုံရေးအေဂျင့်တွေကိုတိုက်ခိုက်ပြီးသူတို့က IB ရဲ့အခန်းကိုရောက်ရှိလာပြီးမြဲ IB ကထွက်ပြေးသွားခဲ့ပါပြီ Star Expo မှာထိုနီနဲ့ဂျင်းကထပ်မံတိုက်ခိုက်ကြပါတယ်နာတာရှာက1 machine ကိုအလိုလျောက်ထိန်းချုပ်စနစ်ကိုပြန်လည်စတင်ပေးပြီးဂျင်းကလည်းပြန်လည်ထိန်းချုပ်သွားနိုင်ပါတယ်ထိုအချိန်မှာ IB ရဲ့စိတ်ရုပ်တွေကသူတို့ကိုဝိုင်းရံပြီးတော့တိုက်ခိုက်ကြပါတယ်သူတို့နှစ်ယောက်ကပူပိုင်းတိုက်ခိုက်မှုကြောင့်စိတ်ရုပ်တွေကိုတိုက်ခိုက်ဖြစ်စီခဲ့ပါတယ်ရုတ်တရက် IB ကစမ်းအားကြီးမားတဲ့ဝတ်စုံအသစ်နဲ့ပေါ်လာပြီးသူတို့ကိုတိုက်ခိုက်ပါတယ်ရင်းထန်တဲ့တိုက်ပွဲပြီးမှဒိုနီနဲ့အိုင်ဗန်ကသူတို့ရဲ့တိုက်ခိုက်မှုတွေကိုပေါင်းစပ်ပြီးအိုင်ဗန်ရဲ့ဝတ်စုံကိုဖျက်ဆီးပစ်ခဲ့ပါတယ်ဒါပေမဲ့အိုင်ဗန်ကသူမသေးခင်မှာစေရုပ်တွေကိုသူ့ကိုယ်သူအလိုလျောက်ဖျက်ဆီးမှုအစီအစဉ်ကိုစတင်ခဲ့ပါတယ်ဒိုနီကပောက်ကွဲမှုမဖြစ်ခင်မှာပတ်ပါကိုကဲတင်နိုင်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဒိုနီကအပင်ဂျာရဲ့စီမံကိန်းစာရွက်စာတမ်းတွေကိုပြန်လည်သုံးသပ်ပြီးရှီအတွက်အတိုင်ပင်ခံအဖြစ်အလုပ်လုပ်ဖို့သဘောတူခဲ့ပါတယ်ထွက်လက်တော်အမတ်ကသူတို့ကိုဂုံပြူစုတရိတ်ချီးမြှင့်ခဲ့ပါတယ်နောက်တစ်ဖက်မှာတော့ကန်ဆွန်ကတော်ရဲ့သူကိုတွေ့ရှိကြောင်းဖြူရီကိုအကြောင်းကြားခဲ့ပါတယ်ဆိုပါ